အခုလှုပ်ချင်တဲ့ lab ကဒီပုံစံလေးဖြစ်မယ်ဒီဘက်က laptop တစ်လုံးလိုမယ် laptop တစ်လုံးကနေပြီးတော့မှ POE တစ်ခုထွက်လာမယ်ဒီဘက်က laptop B ပေါ့နော် laptop A ရဲ့ laptop B သူကနေလည်း POE တစ်ခုထွက်သွားမယ်အဲ့နှစ်ခုဘာနဲ့ချိန်မယ်ဆိုရင် wirelessly ချိန်မယ်နော်အဲ့ဆိုရင်ဒီဘက်ကကွန်ပျူတာ A က AP နဲ့ချိန်မယ်ကွန်ပျူတာ B ကကြတော့ဘာနဲ့ချိန်မယ်ဆိုရင် client နဲ့ချိန်မယ်နော်အဲ့တော့ကွန်ပျူတာ A အတွက် IP 192.168.0.10 ကွန်ပျူတာ B အတွက် IP 192.168.0.20 အဲ့နှစ်ခုပေးရင် connection အပြန်အလှန်ရချင်တယ်เนาะအဲ့အခြေအနေလို့ချင်တယ်အဲ့ဒီဘက် AB အတွက် IP ပေးရမယ်သူ့ရဲ့ default IP က 0.254 အဲ့ဒါကိုပြောင်းမယ် 192.168.0.1 AB က client က 192.168.0.2 လောလောဆယ်ကျွန်တော်တို့မှာ client တစ်ခုလုံး AB တစ်ခုခါရမယ်ပေါ့ IP address ၄ခုရှိမယ်ရောမှာဆိုเนาะလောလောဆယ်ခါမှာကိုယ့်ကွန်ပျူတာကို0 range ထဲဝင်အောင်ရင်သုံးပြောင်းမယ် AB ကိုခါရမယ်เนาะပြီးရင်သူတို့ကိုခါမယ်နံပါတ်1အဆင့်ကဘာလို့လဲဆိုဆက်ချင်းဝင်ချင်းမှာ AB ကိုခါတဲ့အခါမှာဘာလုပ်ရမလဲဆိုရင် username admin password admin ရိုက်ထည့်ပေးရမယ်အဲ့ဒါဘာလဲဆို default IP ပြီးရင်နံပါတ်2ကဘာလုပ်ရမလဲဆိုရင်ချိန်ရမယ် default IP username ချိန်မဲ့ IP က techno နဲ့ 192.168 sorry ကိုနာမည်တော့မကိုမေးနော် TCHNO NET techno နဲ့ 192.168 နော်အဲ့ပုံစံတိုင်းပြောင်းမယ်โอเคအဲ့ဒါပြီးရင်နံပါတ်3က AB ကဘာလွှင့်ရမလဲဆိုရင် SSID လွှင့်ရမယ် SSID ကိုဘာလဲဆိုရင် CPE AB လို့ပဲလွှင့်လိုက်မယ်ဟုတ်ပြီနော်အဲ့ဒီ SSID မှာတစ်ခါတည်း password ထည့်ပေးပါနံပါတ်4 password ထည့်ပေးပါ password က techno နဲ့ 192.168 ပဲပြန်ရှင်းပြမယ်ဆိုရင်ဒီ techno နဲ့ 192.168 ကဒီ device တဲကိုတခြားမလိုအပ်တဲ့လူတွေဝင်မှာဆိုလို့ကာတဲ့ password နံပါတ်1အဆင့်နံပါတ်2အဆင့်ကဘာလဲဆိုရင်လွှင့်မဲ့ SSID ကို Wi-Fi ချိတ်ပြီးသုံးလို့ရအောင်ကာမဲ့ password ကနှစ်ခုပေးရမယ်လောလောဆယ် AP မှာအဲ့ပုံစံတိုင်းစပြီးတော့လုပ်မယ်ဟုတ်ပြီအဲ့ဆိုရင်ဟွာ reset အရင်ဆုံးချလိုက်မယ်နော်ခုနကြောက်လက်အသေးလေးခံမယ်နော်အသေးကြတော့ reset ပေးနည်းနှစ်ခုရှိတယ်တချို့ device တွေကကျတော့ power မ on ခင်မှာ reset button ကိုဖိထားတယ်တချို့ device တွေက reset button power on ထားတော့မှ reset button ဖိရတယ်မတူဘူးပေါ့နော် microtik ကိုဟို reset ချမယ်ဆိုရင် power clock ကိုတတ်ထားတယ်မဖွင့်သေးဘူးဘာဝင်သုံးဖိထားတော့ reset button ကိုဖိတာ reset button ဖိပြီးတော့မှဘာကိုနှိပ်မလဲဆိုရင် power clock ကိုနှိပ်ရတယ်ဒီကောင်ကြတော့မဟုတ်ဘူး power ရှိနေတော့မှ reset button ကိုနှိပ်ရတာမတူဘူးပေါ့နော်ဒီမှာဒီကောင်တွေအကုန်လုံးဇုံပြီးလင်းသွားရင်သူကဘာဖြစ်လဲဆိုရင် reset ကြတယ်လို့ခေါ်လို့ရတယ်ဒီကောင်တွေအကုန်လုံးဇုံပြီးလင်းရင်နော်အဲ့တော့ဟုတ်ပြီဒီ reset button လေးတွေကိုနှိပ်မယ်ပေါ့နော်ဘောင်းနဲ့မဆန်ဘောဝင်ရှိ yes ဟုတ်ပြီဒီမီးလေးတွေကြည့်မယ်နော်အားလုံးစုံမီးလင်းတော့မှရမယ်โอเคဒါဆိုရင်ရပြီပေါ့နော်that's for username password username ကဘယ်လောက်လဲ sorry that for IP က 192.168.0.254 အဲ့ဒါကွန်ပျူတာကိုသူနဲ့တူတဲ့ IP range ထဲကိုသွားပြီးတော့ပေးရအောင် window R ncpa.cpn Ethernet ကိုသွားမယ် properties TCP/IP version 4 use the following IP address 192.168.0. ဘယ်လောက်ပေးမလို့ဒီဘက်ကွန်ပျူတာ A မလို့10ပေးမယ်နော်တက်ခုံလိုက်ရင်7နံပါတ် auto ထွက်တာပဲဒီမှာ gateway တွေပါတယ်မထည့်သေးဘူးလောလောဆယ် configuration လုပ်မှာမလို့နော်ပြီးရင် okay Wi-Fi ခဏဖြုတ်လိုက်မယ်နော်ဟုတ်ပြီ browser တစ်ခုဖွင့်ရအောင်IE internet exposure နော် Google ထဲဆိုင်ရင် internet exposure ကအမြဲတမ်းပါလိမ့်မယ် Windows မှာနော် IE ဆိုပြီးရရှာရင် internet exposure သို့မဟုတ် Microsoft Edge လို့ပဲခေါ်နော်အဲ့ထဲဝင်မယ်ဝင်ပြီးရတဲ့ default IP က 192.168.0.254 can reach the page နော်မရသေးဘူးခဏဆောင်မယ်နော်သူတို့နှစ်ယောက် connection ရှိမရှိပြန်ချက်ကြည့်အောင်နော် Windows R CMD command line interface ကိုဖွင့်တယ်ပထမဆုံးကို IP ဟုတ်ရလားကြည့်အောင်နော် IP config IP config space slash or ကို IP ပေးထားတာဟုတ်ရလားဘယ်မှာသွားရှာမလဲဆိုရင် Ethernet adapter Ethernet မှာသွားပြီးတော့ရှာမယ် 192.168 ဘယ်လောက်ဖြစ်နေတော့
254.140.11ဖြစ်နေတွေ့လားအဲ့ဆိုရင်မဟုတ်သေးဘူးเนาะခုနကမပေးမိရလား CPA.cpl right click property distribution version 4 use the following IP address 192.168.0.10 okay เนาะ255.250ပေးလိုက်တယ်เนาะပြန်သွားရှာမယ်ခုနရိုက်ပြီးသား command ကိုလိုချင်ရင် keyboard ပေါ်က up arrow ကိုနှိပ်မယ်အခုမှရတယ်နော်ခုနကမပြောင်းသေးနော် 192.168.0.10 အဲ့ဆိုရင်ပင်းကြည့်အောင် 0.254 နဲ့ connection ရမရကြည့်အောင်ပင်း 192.168.0.254 အဲ့ဆိုရင်သူတို့ချင်းချင်း connection ရနေပြီနော် okay အဲ့ဆိုရင်ပြန်သွားမယ် refresh နေကြည့်အောင် okay ဒါကကြတော့ connection ကမကောင်း private မဖြစ်ဘူးမလုံခြုံဘူးလို့ပြောချင်တာเนาะသူက warning ပေးတာပေါ့เนาะအဲ့ဒါဆိုရင်ဘာလို့နေမလို့ advance ကိုနှိပ်ရမယ်เนาะ advance နှိပ်ပြီးတော့မှ continues to 192.168.0.254 and save မလုံခြုံလဲဆက်သွားမယ် okay username password default ကဘာတော့ admin เนาะဒါကကြတော့အစပိုင်းမှာပြောင်းလဲလို့ရလားမရဘူးเนาะသူ့ရဲ့ default တိုင်းပြောင်းရမယ် region မှာဘာလို့မလဲအောက်ဆုံးမှာ test mode ဆိုတာရှိလိမ့်မယ်เนาะဘာလို့ရေးမလဲဆိုရင် test mode ကိုရွေးမယ် language ကတော့ English ပဲပြီးရင်အောက်ဆုံးမှာမှန်ချင်လေ I agree เนาะကျွန်တော်လက်ခံပါတယ်လက်မခံလို့လည်းမရအောင်เนาะ okay เนาะပြီးရင်သွားမယ် admin test mode English I agree to this then or use ပါအောင်နှိပ်မယ်ပြီးရင်ဘာနှိပ်မလို့ login ကိုနှိပ်မယ်ခဏလေးစောင့်ပါ okay new username အသေးပဲ admin အသေးပဲเนาะ password က technonet 192.168 เนาะ technonet 192.168 နောက်တစ်ခါ confirm ပြန်လုပ်မယ် technonet 192.168 okay finish အဲ့ဒါပြီးရင်ဘာလို့သွားမလဲဆိုရင် quick setup ကိုသွားရမယ်เนาะအဲ့တော့ quick setup ကိုနှိပ်မယ် mode က operation mode ကဘာကိုရွေးမလို့ AP ကိုရွေးမယ်เนาะ AP ကိုရွေးမယ် next okay အဲ့တော့ဒီမှာပြောင်းလို့ရပြီ IP address ကိုဘယ်လောက်ပြောင်းမလို့ 0.1 0.1 ပြောင်းရင်ခဏနေကြရင်ပြန်ထွက်သွားလိမ့်မယ်နော် next okay ခဏနေကြရင်ထွက်လိမ့်မယ်အဲ့တော့ဒီမှာ SSID ပြောင်းအောင်နော် SSID ကဘယ်လောက်လဲဆိုရင် CPE AB နော်ဘာပြောင်းမလဲဆိုရင် CPE AB အဲ့တော့ဟိုဘက်ကရှာရင်ဒီနာမည်ကိုရှာရမှာနော် SSID နာမည်ဘာကိုရှာမလို့ CPE AB ကိုရှာရမယ်ဒီ next CPE AB အဖြစ်တဲ့တော့ 192.168.0.1 255.255.0 နာမည်ဟာ CPE AB test mode ဒီဟာလေးပြီးရင်တစ်ချက်ရှင်းပြမယ် 802.11 BGM ဆိုတာလေးရှင်းပြလိုက်မယ်အဲ့ဒါ wireless မှာ 802.11 ethernet မှာကျတော့ 802.3 เนาะဒါက wireless မှာဆိုရင် 802.11 နဲ့သတ်မှတ်တယ် channel width ကို2040 MHz ပေးထားတယ် frequency channel ကို auto ထားတယ် security ရှိပြီလားမရှိသေးဘူး distance က0 km ဖြစ်နေတယ် mass string disable ဖြစ်တာလေ finish လုပ်လိုက်မယ်finish လုပ်လိုက်ရင်ဘာအားနည်းချက်ရှိသွားမလဲဆိုရင်ကျွန်တော်တို့ဝင်ထားတော့က 192.168.0.254 နဲ့ဝင်ထားတယ်အခုကျတော့ဘာဖြစ်သွားပြီတော့ 0.1 ဖြစ်သွားပြီเนาะအဲ့ဒီတစ်ချက်ကြောင့်မို့ပြန်ဝင်ရတာပြောင်းပြီ user name ကဘာဖြစ်သွားပြီတော့ admin password က admin ဟုတ်သေးလားမဟုတ်တော့ဘူးအဲ့ဆက်မှာကြောင်သွားကြတာเนาะ technonet 192.168 okay login okay အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာသူ့ရဲ့အခြေအနေကဘယ်ဘက်ချမ်းမှာရှိမယ် device information က CPE 220 CPE ဒီလောက်ပေါ့နော်အဲ့ဒါရှိထားတယ်သူရဲ့ CPU usage တွေ memory usage တွေကဒီလောက်သုံးနေတယ်ပေါ့နော်အဲ့ဒီမှာ LAN မှာဆိုရင်သူရဲ့ IP address က 192.168.0.1 ကိုသုံးထားတယ်ပေါ့နော်အဲ့ဒါတွေရှိမယ်အဲ့ဒါပြီးရင်ဘယ်ကိုသွားမလဲဆိုရင်ကျွန်တော် wireless ကိုသွားအောင်ဘယ်ကိုသွားမလဲဆိုရင် wireless နော် wireless ထဲကိုသွားမယ် test mode ရှိမယ် 802.11 BGM ရှိမယ်နော် channel frequency က auto ဖြစ်မယ်အဲ့ဒီမှာ transmit power ကိုအမြင့်ဆုံးထိတင်ပေးထားတယ် short လို့ရတယ်ဖြစ်နိုင်ရင်မြင့်နေပုံမကောင်းလားပိုကောင်းနေပဲ30 dBm ပေါ့နော်30 dBm ပြီးတယ်ဒါပေမဲ့ကိုကအဆောက်အဦလေးကနီးနီးလေးတွေကိုကဒီ device ကြီးရှိနေလို့တော့သုံးနေတာနီးနီးလေးပဲဒီဘက်ဆက်အောင်နဲ့ဟိုဘက်ဆက်အောင်နီးနီးလေးဂျားထဲမှာပေး1000လောက်ပဲရှိစေအမြင့်ကြီးမတင်တော့တခြားလူကအဆက်ပြနေမှာဆိုလို့ဟိုးနောက်မှာရှိတဲ့လူတွေစီ power ရောက်နေမှာစကြရင်တော့ short ပေးလိုက်ဖြစ်နိုင်ရင် kilometer ဝေးရဆိုရင်တော့ power ကိုအမြင့်ဆုံးတာတင်ပေးထားလိုက်နော်အဲ့တော့ SSID ကCPE AB เนาะအဲ့တော့အမှဘာပေးရမလဲဆို security mode မရှိဘူး security mode မှာ WPA PSK เนาะ
အဲ့ဒါဗါလဲဆိုရင်လောလောဆယ် PA PSK2 ရှိတယ်3ရှိတယ်ဒီထဲမှာအနိုင်ဆုံးပဲပေးထားတယ်ဒီကောင်ကဟို budget version ဖြစ်တဲ့ကြောင့်မို့ security နှိမ့်တယ် security မြင့်ရင်ဈေးပို့ပြီးတော့ကြီးတယ်အဲ့ဒီမှာ WPA PSK ကိုရွေးပေးရတယ်ဒီမှာသူ့ရဲ့ထဲမှာအများကြီးရှိတယ်မှာကျွန်တော်ဘာကိုရွေးလဲဆိုရင် WPA PSK ကိုရွေးတယ်ရွေးပြီးတော့ဗာထည့်ရမှာနော် PSK password ထည့်ရတော့မယ် Technonet 192.168ဒါဟိုဘက်ကချိတ်တဲ့ခါမှာတခြားလူချိတ်မှာဆိုလို့ဘာလို့ပေးထားလဲဆိုရင် password ပေးထားတယ် Technonet 192.168 encryption auto ဖြစ်မယ် distance distance ကကျတော့ဒီမှာ0ဖြစ်နေတယ်0ကိုကျွန်တော်ကထားပါတော့5 km ဆို5 km ပေါ့နော် distance setting ကိုဒီမှာ enable ပေးလို့မရအောင်နော် okay distance ကိုထားပါတော့ကျွန်တော်5 km နှစ်ဆ10 km လောက်ပေးလိုက်မယ်လောလောဆယ်နော် okay အဲ့လောက်ထားလိုက်မယ်ဟုတ်ပြီ apply နှိပ်မယ်ပြီးရင် save change နှိပ်ပေးအောင်မယ်နော်ဒီအပေါ်မှာမရှိဘူးမလို့ save ဆိုတာလေးရှိလိမ့်မယ် okay ပြီးရင် tool set ကိုသွားမယ်အပေါ်ညာဘက်တောက်မှာ tool set ကိုသွားမယ် tool set မှာအောက်ဆုံးမှာဗာမလဲဆိုရင်အောက်ဆုံးရဲ့ဒုတိယမြောက်မှာ spectrum analysis ကိုသွားမယ် yes spectrum analysis ကမရှိဘူးခုမှစမ်းပြီးသုံးမလားဆိုရင် spectrum analysis သုံးမယ်အဲ့ channel ပြောင်းလို့ရအောင်နော်ခဏလေးစောင့်လိုက် channel spectrum analysis ဆိုတာဗာလဲဆိုဒီဘက်နားမှာရှိရဲ့ wireless device တွေကဘယ် channel တွေကိုသုံးနေလဲဆိုတာကိုကြည့်ချင်တာအဲ့တော့ကျွန်တော် 2.4 GHz ဆိုပေမဲ့2312ကနေပြီးတော့2572ဒီရွေးချယ်စရာအများကြီးရှိတယ်ဥပမာ88လမ်းပဲ88လမ်းမှာကျွန်တော်အသွား3လမ်းသွားအပြန်3လမ်းသွားဖြစ်တဲ့မို့3လမ်းနဲ့ရကြိုက်တာရွေးလို့ရတယ်ဟုတ်ပြီနော်အခါလေးမှာကျွန်တော်အမြန်မောင်းခြင်းအပေါ်3လမ်းဘယ်ဘက်ဆုံးလမ်းကနေတက်ပြီးကြော်လို့ရတယ်အဲ့လမ်းထဲမှာပဲလမ်းသေးသေးလေးတွေခွဲထားတာကိုဘာလို့ခေါ်လဲဆိုရင် channel လို့ခေါ်တယ် 2.4 GHz ထဲမှာပဲလမ်းလေးတွေအများကြီးရှိရယ်နော်မ start ပါအောင်မလားမသိနော်ခဏအောင်လာဟုတ်တယ် start ပါအောင်နော်2.4 သုံးတာတော့မှန်တယ်တဲ့ဒါပေမဲ့ 2.4 ထဲမှာရွေးချယ်စရာတွေအများကြီးရှိတယ်အဲ့ထဲမှာအနောက်ရှက်အနည်းဆုံး line ကိုရွေးပါအနောက်ရှက်အနည်းဆုံး line ကလောလောဆယ်နည်းသမျှဒီကောင်နည်းမယ်2352လောလောဆယ်နည်းမယ်ဒီကောင်ဆိုရင်မြင့်တာပေါ့ဒီကောင်ဆိုမရွေးနဲ့ပေါ့နော်ဒီကောင်ဆိုအများဆုံးဖြစ်နေတာနော် noise အများဆုံးဖြစ်နေဒီကောင်ဆို right noise နည်းတယ်ပေါ့နော်အဲ့တော့အားလုံးက wifi နေဖြစ်လာတဲ့ခါမှာဒီကောင်လေးမစိုး2551အဲ့ဒါဆိုရင်အားနည်းချက်ကဒီဘက်က2551ရွေးခဲ့ဟိုဘက်ကလည်း2551သွားရွေးရမှာဒီဘက်က2551ဟိုဘက်က2552သွားရင်မချိတ်တော့ channel ကအဲ့ပြဿနာရှိတဲ့မို့ channel ကိုကျွန်တော်က auto ပဲထားတော့မယ်နော်အဲ့တော့ဖြစ်နိုင်ခြေရှိတာအနောက်ရှက်တော့များမယ်ဒါပေမဲ့ကိစ္စမရှိဘူးဟိုပြောပါမလောက်ဘူးဒါပေမဲ့ဒီဘက်မှာ2551ရွေးပြီးတော့ဟိုဘက်မှာ2552သွားရွေးပြီးဒီဘက်က channel ကိုစိတ်ကြိုက် customize လုပ်ခဲ့ပြီးတော့ဟိုဘက်မှာသွားမရွေးဘူးဆိုရင်ဘာဖြစ်သွားလဲတော့တိုင်ဘက်မှာနော်အဲဒါကြောင့်မို့ sorry ကျွန်တော်မရွေးတော့ဒါပေမဲ့ channel ကိုဒီထဲကနေရှာလို့ရတယ်ဆိုတော့ပြောပြရမယ် channel ဆိုတာဘာလဲဆိုရင် 2.4 GHz ထဲမှာဖြစ်နိုင်တဲ့ရှိတဲ့လမ်းခွဲလေးတွေအများကြီးထဲမှာကိုကြိုက်တာကိုပြန်ပြီးတော့ရွေးလို့ရတယ်เนาะအဲ့ဒါ channel ဟုတ်ပြီအဲ့ဒါပြီးရင်ကျွန်တော်တစ်ချက်ပြန်ပေးလိုက်မယ် okay ဒီမှာ spectrum analysis နဲ့ရပြီတော်တော်များများလည်းရပြီဆိုရင်ဘာလုပ်ပြီးသွားလဲဆိုရင် AP ဘက်ကလောက်ထားတာပြီးပြီเนาะ AP ဘက်ကလောက်ထားပြီ status မှာသွားပြီးကြည့်မယ် status မှာဆိုရင် CPE220 CPU220 version ဒီလောက် on ထားတယ် CPU ဒီလောက်ရှိတယ်ပေါ့နော် AB က enable လုပ်ထားတယ် SSID က CPE AB password က WPA PSK connection လုံးဝမရှိသေးဘူး connected station ဟိုဘက်ကချိန်မှမချိန်ရသေးဘူးเนาะအဲ့ဒါတွေလုပ်ပြီးသွားပြီအဲဒီမှာ frequency တွေပြီးရင် THRS တွေတိုင်းတော့မယ်အဲ့ဒါဆိုဒီကဘက်ကပြီးသွားပြီเนาะဒီဘက်ကပြီးသွားရင်ကျွန်တော် client ဘက်ကိုသွားမယ်